ညီကိုလိုပွင့်ပွင့်လင်းလင်းပဲပြောကြရအောင်ဗျအချစ်ရေးဆက်ဆံရေးဆိုတာမြင်ရင်လာပါတဲ့စိတ်ကူးရင်ရုပ်ရှင်ကားတကားလို့မဟုတ်ပါဘူးတခါလေးမှာကိုလုံးဝလက်မခံချင်တဲ့လွန်ဟားသေးတဲ့အမှန်တရားတွေကိုရင်ဆိုင်ရတာတပါတယ်ဒီနေ့ရှင်းလင်းတင်ပြချက်မှာတော့ဆက်ဆံရေးတစ်ခုမှာလူမှုရေးဖောက်ပြမှုတနည်းအားဖြင့်ကိုလက်စားခံနေရပြီဆိုတာကိုညွှန်ပြနေတဲ့အဓိကအချက်6ချက်ကိုအသေးစိတ်ခွဲခြမ်းစီဖျက်ထားပါမယ်အမှန်တရားကိုမျက်ကွယ်ပြုထားတဲ့ကိုယ့်ရဲ့တမိုးကိုတီးပြီးရဲဝံ့ဝတ်ရင်ဆိုင်နိုင်မှုဒီကြောင့်ရတွေကိုမဖြစ်မနေနားလည်ထားဖို့လိုအပ်ပါတယ်ယုံကြည်မှုဆိုတာဆက်ဆံရေးတစ်ခုရဲ့အခြေခံဆိုပေမဲ့မျက်စိစုံမှုယုံကြည်နေတာကတော့ကိုယ်တိုင်ရွေးချယ်ခဲ့အားနည်းချက်တစ်ခုပါပဲစဉ်းစားကြည့်ပါဗျာလူတစ်ယောက်ရဲ့အတွင်းစိတ်အလိုလိုထိမြင်မှု gut feeling ဆိုတာတော်ရုံတန်ရုံအမှားရဲမရှိကြပါဘူးကိုယ်စိတ်ထဲမှာတစ်ခုလွဲချော်နေပြီလို့စတဲ့ခံစားရပြီဆိုရင်အဲ့ဒီခံစားချက်ကတစ်ဖက်လူပြောနေတဲ့နားရင်စရာစကားလုံးလှလှလေးတွေထက်အများကြီးပုံမှန်နေတာပါတယ်မျက်စိစုံမှုယုံကြည်တာဟာသစ္စာရှိတာမဟုတ်ပဲအမှန်တရားကိုလက်မခံရလို့ကိုလွယ်စားနေတာတသက်ဖြစ်သွားနေပါတယ်အဲ့ဒီတော့ပထမဆုံးတတိထားရမယ့်အချက်ကနေစလိုက်ရအောင်ဗျာဒါကို digital content ဒါမှမဟုတ် phone တန်တိုင်းကြီးလို့ခေါ်လို့ရပါတယ်အရင်ကဆိုစာဝက်ပေါ်ဒီဇိုင်းပစ်ထားတတ်တဲ့ဖုန်းကအခုတော့ရေချိုးခန်းတဲ့အထိထုကိုပွားတစ်ခုလိုအမြဲပါတော့တတ်တယ်ဖုန်းကိုအမြဲတမ်း silent လုပ်ထားမယ် UNM တွေခဏခဏပြောင်းမယ်ထမင်းစာဝက်ပေါ်တင်ရင်တော့မျက်နှာပြင်ကိုအမြဲတမ်းမောက်လျက်ပဲတင်ထားတော့တယ်ဖုန်းဆိုတာသူတို့အတွက်ရွက်ချက်တွေအလုံးတင်းစီထားတဲ့ဒုတိယကဘာတစ်ခုလိုဖြစ်သွားပါပြီကိုဘကဖုန်းကိုတွားကိုင်းလိုက်တာနဲ့အသက်ရှူမှမတတ်ကြောက်ခဲ့ဖြစ်သွားပြီဆိုရင်တော့ညီကိုတို့တွေအဲ့ဒါတော်တော်ချီးမားတဲ့အချက်ပြခေါင်းလောင်းတတ်မယ်ဗျာအထူးသဖြင့်အခုခေတ်မှာ Telegram Hidden Chat လိုမျိုးကြွားထားလို့ရတဲ့ application တွေဟာတစ္ဆာဖောက်မှုတွေအတွက်အလုံးကြုံဆုံးအတိုက်အမြုံတစ်ဖြစ်နေတတ်ပါတယ်အဲ့ဒီလိုဖုန်းကိစ္စတွေတန်တရားဖြစ်စရာတွေကိုကိုကမထင်ကားတော့ထားမိလိုက်ပြီဆိုပါတော့ဒီနေရာမှာဒုတိယချက်ဖြစ်တဲ့ gaslighting ထောင်ချောက်ဆိုတဲ့စိတ်ပိုင်းဆိုင်ရာကစားကွက်တွေကိုရောက်လာပါပြီ gaslighting ဆိုတာတကယ်ကိုကြောက်စရာကောင်းတဲ့စိတ်ပိုင်းဆိုင်ရာခြေလှမ်းမှုတစ်ခုဗျာကိုကတန်တရားရှိလို့ယဉ်ကျေးလေးရုပ်တိရှိလေးမေးလိုက်ကကိုသူတို့ဘက်ကဖြင်းဖြုံတန်တန်အပြေမပေးဘူးအဲ့ဒီအစားသူတို့လောက်ထားတဲ့အမားကိုဖုံးကွယ်ဖို့အတွက်မိကုံးထုတ်တဲ့ကိုကိုပဲတန်တရားလွန်ကဲနေလေသူပြဿနာရှာတဲ့သူဖြစ်ဖုံးဖုံဖြစ်လိုက်ကပါဒါဟာကိုအပြစ်ရှိလို့ခံစားရအောင်ကိုယ့်ရဲ့စဉ်းစားဆင်ခြင်ရန်ကိုကိုယ်တိုင်ပြန်တန်တရားဝင်လာအောင်တမင်တကာဖန်တီးတဲ့ကစားကွက်တစ်ခုဖြစ်ပါတယ်ငါ့ကိုအဲ့လောက်တောင်မယွန်းဘူးလားအတွေးတွေလွန်နေတာပဲဆိုပြီးကိုတရားခံလို့ပြန်အပြစ်တင်လိုက်ရင်ပြင်းပြင်းထန်ထန်တတိထားရပါတော့မယ်ဒါအသက်ဆိုင်မှုလုံးဝမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ထဲကအလိုလိုထိစိတ်ကိုလစ်လူရှူမပစ်လိုက်ပါနဲ့အပိရှိစိတ်ကိုဖုံးကွာဖို့နဲ့မေကွန်းထုတ်တဲ့သူကိုအယူတယောက်လိုခံစားရအောင်ရွေးချယ်ရှိလှုပ်ဆောင်တဲ့လက်ကွက်တစ်ခုတတ်ပါအမှန်တရားကိုရင်ဆိုင်ရမယ့်အစားစက်ကောင်ပြောင်းပြီးကိုပဲလူဆိုးတယောက်လိုခံစားရအောင်ဖန်တီးလိုက်တာပဲဖြစ်ပါတယ်ကဲတတိယအချက်အနေနဲ့သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့အဖြူမူတွေရုပ်တရက်ပြောင်းလဲလာတာကိုကြည့်အောင်ရုပ်တရက်ကြီးအလားရီပြင်လာမယ်ဒါပေမဲ့တစ်ဖက်မှာလည်းအရန်ကိုအေးဆက်စင်ကားသွားတတ်ပါတယ်အရင်ကတာမန်ပဲနေတတ်တဲ့သူကအခုအပြင်သွားခါနေတိုင်းအရင်ကထက်အချိန်20လောက်ပိုးပေးပြီးပြင်ဆင်လာတယ်ရုပ်တရက်ကြီးနှွေးသွားတယ်ကိုယ်ခန္ဓာကိုအထူးကူးဆိုင်လာတယ်ရင်မွေးအကောင်းစားတွေတုံးလာတယ်အတွင်ခန့်ကအစအတစ်တီချီပဲဖြစ်လာတယ်လက်တွေ့ကြကြစဉ်းစားကြည့်ပါဗျာနှစ်ရှည်လားများတွဲလာတဲ့ဆက်ဆံရေးတစ်ခုမှာဒီလောက်ကြီးရုပ်ချီပြောင်းလဲသွားတဲ့အားထုတ်မှုတွေဟာကိုယ်တံမဟုတ်တာတေချာသလားရှိနေပါပြီဒါတခြားလူတစ်ယောက်ရဲ့အာယုံဆိုင်မှုကိုရခြင်းလို့သဘောကျစေခြင်းလို့အပြင်းအထန်စ조사နေတဲ့လက္ခဏာရက်တွေပဲဖြစ်ပါတယ်ဒါပေမဲ့အပြင်မှာအဲ့ဒီလောက်အလကားပြီးပြင်းစင်နေပေမဲ့အိမ်မှာကျတော့အေးဆက်စင်ကားတဲ့အပြုတ်မှုတွေမြင်လာရမှာမယ်အရန်ကဖုံးမဆက်ရင်စာမပြတ်ရင်စက်ကောက်တတ်တဲ့သူကအခုဘာလို့လို့စိတ်မဝင်စားတော့ပါဘူးအသေးမွှားလေးတွေကအစညင်းခုန်တာမျိုးလုံးဝမရှိတော့ဘူးဆိုရင်အခြေအနေငြင်းချမ်းသွားတာမဟုတ်ပါဘူးဗျာဆက်ဆံရတဲ့ခုမှစကားများရမ်းဖစ်တာထက်ပိုးကြောက်စရာကောင်းတာကလစ်လူရှုခံရတာပါသူရဲ့စိတ်ဝင်စားမှုနဲ့စွမ်းအင်တွေကတခြားနေရာကိုရောက်နေပြီဖြစ်လို့ကိုကသူ့တက်စိတ်ခံစားမှုပေးစရာမလိုတော့တဲ့လုံးဝအရေးမပါတဲ့သူတယောက်ဖြစ်သွားလို့ပါပဲစတုထအချက်ကတော့အလုတ်ချင်းပိုပြဿနာဂနီးအဖင်ကိုနဲ့အတူရှိနေရမယ့်အခြေအနေကိုခိုးယူခြင်းပါပဲရန်ကုန်လိုမျိုးပြလုပ်ငန်းခွင့်ရင်ကျေမှုမှာဒီအချက်ကအရန်ကိုသုံးရလွယ်တဲ့လက်ကွက်တစ်ခုဖြစ်နေတယ်ရုံးမချင်းပိုစင်းနေရလို့ရုတ်တရက်အရေးပေါ်အစီအဝေးရှိလို့ဒါမှမဟုတ်နယ်ခင်ရုတ်တရက်ထွက်ရလို့ဆိုတဲ့အကြောင်းပြချက်တွေကတစ္ဆာဖော်မှုအတွက်အကောင်းဆုံးနဲ့အလုံးချုံဆုံးတိုင်းလော်အားတွေဖြစ်လာပါတယ်အရင်ကတခါမှမရှိခဲ့တဲ့အလုပ်ကိစ္စတွေညာနဲ့မှပြီးမဲ့အစည်းအဝေးတွေရုတ်တရက်ပေါ်လာပြီးဆိုရင်အဲ့ဒါတိုက်ဆိုင်မှုမဟုတ်ပါဘူးဗျာဆက်ဆက်တဲ့တကူအတွက်ပေးရမယ့်အချင်းတွေကိုခိုးယူပြီးတခြားတစ်ယောက်ကိုသွားပေးနေတာဆိုတာရှင်းရှင်းလင်းလင်းမရအောင်ကြည့်တတ်ဖို့လိုပါတယ်ပြင်ချမချက်အနေနဲ့တိတ်ထားမှာကသူတို့ရဲ့စကားပြောဟန်ပြောင်းလဲသွားတာပါပဲကိုသူတို့ရဲ့အနာဂတ်ထဲကနေတဖြည်းဖြည်းဖယ်ထုတ်လာတာမျိုးပေါ့လူတယောက်ရဲ့စိတ်ကတခြားတယောက်စီရောက်သွားပြီဆိုတာသူတုံးတဲ့စကလုံးတွေနာမ်စားတွေကနေတဆင့်တည်နေတယ်ဗျအရင်ကဒိုးနှစ်ယောက်ဆိုပြီးအမြဲသုံးခဲ့တဲ့စကလုံးတွေနေရာမှာအခုငါဆိုတာပဲကြံတော့တဲ့ဥပမာတို့ရဲ့နောက်နေ့ဆိုရင်ခီးသွားကြမယ်လို့ပြောမဲ့စ
ငါနောက်နှစ်ဆိုရင်ခီးသွားမယ်ဆိုတာမျိုးပြောင်းသွားတာပါစကားဝိုင်းထဲမှာဒိုးဆိုတာပြောကြပါပြီငါဆိုတာပဲကြီးစိုးလာတာသူ့ရဲ့အနာဂတ်အစီအစဉ်တွေထဲမှာကိုယ့်ကိုလုံးဝဖျက်ထုတ်ပစ်လိုက်ပြီဆိုတဲ့သဘောပါပဲဒါအခွင့်ရရတာနဲ့အချိန်မီထွက်သွားဖို့စိတ်ပိုင်းဆိုင်ရာအရပြင်းစင်နေလာဖြစ်ပါတယ် စစ်ထမအချက်ဖြစ်တဲ့နောက်ဆုံးအချက်ကတော့တကယ်ကိုအငင်းပွားစရာအကောင်းဆုံးနဲ့လှည့်စားမှုအများဆုံးကိစ္စပါပဲအဲ့ဒါကတော့ privacy လို့ခေါ်တဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ secrecy လို့ခေါ်တဲ့ hue ဖုံးကွယ်ခြင်းကြားကကွာခြားချက်ပဲဖြစ်ပါတယ် သစ္စာဖောက်မှုတွေအတွက်အတုံးများဆုံးအကာအကွယ်ကကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတဲ့စကားလုံးပါပဲဒါပေမဲ့တေချာကွဲကွဲပြားပြားတီးထားဖို့လိုတာက privacy နဲ့ secrecy ဆိုတာလုံးဝကိုမတူတာပါပဲကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာကျမ်းမာတဲ့ဆက်ဆံရေးတစ်ခုမှလိုအပ်တဲ့နေနည်းမိတ်တစ်ခုဖြစ်ပြီးရေချိုးခန့်ဝင်ရေးတကားတစ်ချက်ကိုပိတ်ထားတာမျိုးနဲ့တူပါတယ်တဘာဝကြပါတယ်ဒါပေမဲ့ရှုပ်ဝက်ဖုံးကွယ်ရင်းဆိုတာကတော့အိမ်ထဲမှာရှုပ်ဝက်အခန်းတစ်ခုတိစောက်ထားပြီးမကောင်းတာတွေလုပ်နေတာမျိုးပါမယိုးသားတဲ့သူတွေဟာအမြဲတမ်းကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတဲ့စကားလုံးအောက်မှာဖုံးခိုပြီးသူတို့ရဲ့တစ္ဆာဖောက်မှုတွေကိုကာကွယ်တတ်ကြပါတယ်ဖုံးကိုအမြဲတမ်းလောက်ချထားတာစားတွေကိုချက်ချင်းဖျက်ပစ်တာတွေဟာလွတ်လပ်ခွင့်မဟုတ်ပါဘူးဒါဟာအပိတ်တွေကိုဖုံးကွယ်နေတဲ့ secrecy တတ်တာဖြစ်တယ်ဆိုတာကိုပြက်ပြက်သားသားသိထားဖို့လိုပါတယ် ဒီတော့အရာအားလုံးကိုခြုံငုံသုံးသပ်ကြည့်ရင်ကျွန်တော်တို့ဘာလုပ်ကြမလဲပြက်ပြက်သားသားဆုံးဖြတ်ဖို့အချိန်ရောက်ပါပြီကိုတန်ဖို့ကိုသိဖို့လိုပါတယ် အစားမှာပြောခဲ့သလိုပဲမစ်စီဆုံးမယုံကြည်နေတာနားလည်မှုပေးတာမဟုတ်ပါဘူးအဲ့ဒါဟာကိုယ့်ရဲ့အားနည်းချက်တစ်ခုပါပဲကိုမတန်တရားအဖြစ်ဆရာတွေတတိထောက်ထားတွေအများကြီးရှိနေပြီဆိုရင်အမှန်တရားကိုလက်ခံမှုမကြောက်ပါနဲ့တတိပြဆရာမလို့ပဲအတင်းတမယုံကြည်ဖို့တောင်းဆိုလာတိုင်းအဲ့ဒီနောက်ွယ်မှာလဲစားမှုတွေရှိနေတတ်ပါပဲမိမိကိုယ်ကိုတာမိုးထားမှု self value ဆိုတာအမှန်တရားကိုရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်ခြင်းပါပဲ ဒါကြောင့်နောက်ဆုံးအနေနဲ့ပြီးမေခွန်းကိုသာကိုပြန်မေးကြည့်အောင်ကိုတန်ဖိုးကိုအပြည့်အဝတည့်ရယောက်ျားကောင်းတစ်ယောက်ဟာမယိုးသားတဲ့ဆက်ဆံရေးတစ်ခုမှာစုံထော်တစ်ယောက်လိုနေ့စဉ်လိုက်စုံစမ်းပြီးပင်ပန်းခံနေမှာလားဒါမှမဟုတ်အပြန်လန်လေးစားမှုပျောက်ဆုံးသွားတဲ့တစ်စက္ကန့်မှာပဲပြက်ပြက်သားသားလျှက်သွားမှာလားအဖြေကရှင်းပါတယ်စုံထော်လုံးမနေနဲ့လျှက်ထွက်သွားပါအမြဲတမ်းကိုတန်ဖိုးထားပါဒီနေ့ရှင်းလင်းတင်ပြချက်ကနေညီကိုတို့အတွက်အမှန်တရားကိုမြင်နိုင်မယ်ခွင့်အားတွေရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်